အားလုံးပဲမင်္ဂလာပါတကယ်ချင်းတို့ရေဒါကတော့9မိနစ်နဲ့လေးပဲဖြစ်ပါတယ်9မိနစ်လောက်ဖို့တယ်ဒီမှာ9မိနစ်လောက်ဖို့တော့ထမင်းရှိမယ် ငါတော့အဓိကပြီးသွားရင်ငါးတော့အဓိကပေါ့နော်ငါးလေးရှိမယ်ပြီးသွားရင်ခန်းရင်ဒီအနှစ်ခန်းရင်ဒီကိုထောင်းအနှစ်လောက်ထားတဲ့ခန်းရင်စော့ပေါ့နော်ပြီးသွားရင်စီချက်လေးလည်းပါအောင်မယ်စီချက်လေးရှိပါတယ်ပြီးဟိုဘက်ကကျတော့အာလူကျော်အာလူကိုပြုတ်ပြီးတော့အာလူနှစ်ပေါ့နော်ပြီးဒီဘက်မှာပန်းပုံလေးပါမယ်ဒီဘက်မှာကျတော့ဟင်းခတ်မုံလေးဟင်းခတ်မုံလေးဟိုကကျတော့မြေပဲပါမယ်ငရုတ်သီးကျော်ပါမယ်โอเคဒါကတော့ကျွန်တော်လုတ်ပြီးတဲ့ပုံလေးပေါ့နော်ဒါလေးကဒီလိုပုံစံကလေးထွက်လာပါမယ်ခင်ဗျာဟုတ်ကဲ့ပါအခု9မိနစ်စနေပါပြီမင်းမှကောင်းတာပေါ့နော်အရသာပူရှိတာပါနေ့နဲ့ချင်ပါရှင်ပြတာလည်းပြဒါတော့ခရမ်းကြီးနီးစော်လေးပါကျက်လေးတဲ့ပါမှာအာလူငယ်လေးထည့်ပါမယ်ဟောကြွားပြီးအဲ့လိုဟုတ်လားအိုက်ဆက်ကြည့်လိုက်နော်ကျက်လေးတော့နည်းနည်းထည့်ပါမယ်ပြီးသေးလားဆဲမုံလေးထည့်တယ်ညတာကြတော့ဟင်းကမောခမကျတာမယ်လေးလေးထည့်အဲ့ဒါမျိုးပြီးတယ်ရုပ်တီးကတော့ကြိုက်တဲ့လူကထည့်ပေါ့နော်မကြိုက်တဲ့လူဆိုရင်မထည့်နဲ့ပေါ့တော့မှထားတယ်တော့ဟုတ်ဘူးညနေဒီဒီဒီဗီဒီယိုကောင်းကိုလည်းထိုင်ကိုကောင်းတယ်ကောင်းဒီကောင်း